ရေကူးခြင်းဟာခန္ဓာကိုယ်တစ်ခုလုံးအတွက်အကောင်းဆုံးဖြစ်စေတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်လို့စိတ်ဖိစီးမှုတွေကိုလည်းလျော့ချစေနိုင်ပါတယ်။ရေကူးခြင်းကြောင့်ရရှိနိုင်တဲ့ထူးခြားတဲ့အကျိုးကျေးဇူးတွေကိုအောက်မှာအချက်အလက်နဲ့တကွဖော်ပြပေးလိုက်ပါတယ်။တစ်တစ်ခုလုံးရှိကြွက်သားများကိုတတ်မှစေခြင်းရေကူးရဲ့အခါလက်ခြေထောက်ကြောပြင်နဲ့ဝမ်းပိုက်ပိုင်ကကြွက်သားအားလုံးကိုတပြားရီနဲ့အသုံးပြုပါပါတယ်။ရေရဲ့ခုခံအားကြောင့်အလီးမမဆရာမလို့ပဲကြက်သားတွေကိုကြစ်လစ်တန်မာလာစေပါတယ်။နှစ်နှလုံးနဲ့အဆုတ်ကျန်းမာရေးကိုကောင်းမွန်စေခြင်းရေကူးခြင်းဟာကာဒီယိုနှလုံးအားကောင်းစေသောလေ့ကျင့်ခန်းတစ်ခုဖြစ်လို့နှလုံးခုန်နှုန်းကိုမှန်စေပြီးသွေးလေပတ်မှုကောင်းမွန်စေပါတယ်။အသက်ရှူစနစ်ကိုလည်းပိုမိုစနစ်တကျဖြစ်စေလို့အဆုတ်စွမ်းရည်တိုးတက်လာစေပါတယ်။သုံးအစစ်အမြင့်နာကျင်မှုကင်းဝေးခြင်းတခြားသောလေ့ကျင့်ခန်းများဥပမာဖြီးချင်းနဲ့မတူတာကရေကူးခြင်းဟာအစစ်အမြစ်ဒီအပေါ်ဝင်ပြီးမှုမရှိစေတာပါပဲ။ဒါကြောင့်အယိုးစစ်နာကျင်တတ်သူတွေဒါမှမဟုတ်ဒဏ်ရာရထားသူတွေအတင့်အစော်ဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။၄ကိုယ်အလေးချိန်ကျဆင်းစေခြင်းကယ်လိုရီလောင်ကျွမ်းမှုမှာရေကူးခြင်းကအလွန်ထိရောက်ပါတယ်။ပုံမှန်ရေကူးခြင်းကခန္ဓာကိုယ်ထဲကအဆီပိုရီကိုဖယ်ရှားပြီးခန္ဓာကိုယ်ကောက်ကြောင်ကိုလှပစေပါတယ်။ငါစိတ်ဖိစီးမှုကိုလျော့ကျစေခြင်းရေထဲမှာရှိနေခြင်းကစိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။လေးလာမှုများအရာရေကူးခြင်းဟာစိတ်ဖိစီးမှု stress နဲ့စိုးရိမ်ပူပန်မှုတွေကိုတိတိတတ်လျော့ကျစေပြီးညဘက်မှာကောင်းကောင်းအိပ်ပျော်စေဖို့ကူညီပေးပါတယ်။